ရှာပေးနိုင်တဲ့ကောင်တွေပါတယ်ဒါပေမဲ့ဒီနေရာမှာ lens slot တအားကောင်းတယ်ဆိုတော့ Fred Ray နဲ့ပဲပြန်ပြီးတော့ထွက်လာတယ်ဒါဆိုရင်တော့သူတို့ရဲ့ Jungle Hero pool က utility jungle bug ကိုပဲ sport နဲ့ပွဲထွက်လာခဲ့တဲ့ဆိုရင်မှာ game မတူ because သူတို့ရဲ့နောက်ဆုံးချီကလန်းစာပန်းနိုင်လေးကိုရောက်တော့မှလာဆိုတော့ professional လက်ရှိ draft ရတော့ကောင်းတယ်သူတို့လည်းကောင်းကောင်းရော mobile stand တွေရဆိုင်လို့ရတာပန်းလေးတွေရှိပါတယ်ဒါပြီးရင် Gamble လည်းလွတ်ချောင်းနေပြန်ပြီးတော့ heal လို့ရတယ်ဗျာ rap တွေအောက်မှာအဲ့လို heal တွေပါတယ်ဒါတော့ Oasis ကမလည်းမပြီးသေးဘူး Professor Ring stand မှာလည်းလမ်းရှိက less insanity ပြန်ပွဲတဲ့ damage မှာကားပြီးတော့တယ် Mount Fury backline မှာ2 match ပြီးတော့ down ရတဲ့ကားတော့ဒီမှာ 1 for 1လေးပဲပြန်ပေးရလို့များတယ်ဗျာ Motion shot တွေအောက်မှာ predict ကောင်မှာတက်ပြီးတော့ down သွားရတယ်ပဲ1 for 2 တော့ဒီလိုပြန်ပေးရတဲ့အခြေအနေပါဆိုတော့ position 9အားလေး game မှာ Jitashin ကိုနည်းနည်းလေးသူတို့ပြန်ပြီးတော့ take နိုင်တဲ့သူ Patrick ပေါ်တဲ့ကွာလိုက်ရဆိုတော့တော့ဝါလို့မသားကြတယ်အော်အိုင်ဝါကိုပြနေတာမချောင်းက Mount Fury စပယ်ကိုလည်း3 minute ပြန်ထိခဲ့ပြီ Outrage မှာနင်းကိုတက်ပြီးတော့ Double kill သိမ်းပိုက်ထားတယ် Hand off ပြန်ချတယ်ဗျာ1 for 2ဒီမှာတစ်ဖက်ကလည်း Nis မှာပြန်ချဖို့တော့များနေပြီ Outrage မှာmilitary လိုက်ကိုထားရတော့ Energy Rush နဲ့ Tournament မှာ backline မှာလည်း down shot ဆိုလို့ game ပြန်ထိန်းနိုင်တယ်ပဲဒီအောက်မှာတော့ Mega Carry ကိုပါနင်းဆက်လက်ပြီးတော့ရရှိထားလို့တော့ throw နေရဆိုရင် chat တစ်ခုကြောင်းတော့သူရှုံးကြော်ပြီးတော့ပြောနေတာရိုင်းတော့မရဘူး Energy Rush ထောင်းနေ Chris Ray နဲ့ backline လေးပဲပြန်ပေးထားတဲ့ Canada မှာ game ကိုကြော်ပြီးတော့ရိုင်းသွားလို့မရသေးဘူးဗျာတာဝါလည်းချက်ပြီးတော့ရတဲ့ Canada မှာ Forest Star မှာ military နဲ့ Mount Fury Foreman Let's get some damage တော့လက်ဘူးကောကြားပြီးတော့လည်း flare ပါလေ Double Carry ကိုပါဆူရှင်းဆက်ပြီးတော့အဆုံးတိုင်းနေပဲဂျန်ကလည်းပြင်ပြီးနောက်တော့ Monster ထပ်ပြီးတော့ line မှာလည်း Canada ကလည်း flare လေးပဲထပ်ပြီးတော့ပြလို့များတယ် Orange မှာ taste တော့ပဲဂျန်ကတော့ပါလာတဲ့ damage ရမှာ media တီကိုပါ game frame ပိုက်ထားနေပဲ or ace ball ကိုပြန်ပြီးတော့ပြစ်ဖို့တော့ game ဒီ pure damage တွေသိမရှိသေးဘူးဆိုတဲ့အခြေအနေတစ်ခုကြောင့်တော့ Ash က heal ရလို့သူတို့လည်းရိုင်းတော့မရဘူးတော်တော်များများ Fury backline မှာ 3 man touch down ရဲ့ damage မှာတော့ backline မှာ last insanity ခွဲတဲ့ ace ball damage မှာတခါလည်းပဲ တန်းချရပြဒါပေမဲ့ KD ကသိမ်းပိုက်ထားရတယ်ပဲသုံးကောင်လည်းကြာရှိနေကြတဲ့ Canada ကလက်ဘူးကောင်ကလည်း friendly ဆက်ပြီးတော့ကံမြောက်ထားဖို့တော့များနေတယ် 3.5 ကြာရှိနေကြတဲ့ Canada က energy rush နဲ့တစ်ဖက်ကလည်း frag rip ပြီးခဲ့တယ် triple K by Hunter နောက်ကပါလာရလူစီတော့ damage အမှချနေကနောက်တစ်ကောင်ထပ်ပြီးတော့မားဖို့တော့များနေခြင်းတယ်ပဲ Monster KD ကရရှိတာနဲ့ fracture Hurricane 1 man down တော့ပြန်လည်ပြီးတော့ညံ့နေကြလုံးနဲ့တူပဲထပ်ပြီးတော့တက်လာပြီနောက်လည်း Liverpool စပြီး Reggae Slash နဲ့ Lance ကလည်းချက်ပေးထားတယ် Canada ကတက်မလို့တယ်ပြီးတော့ Tournament Fury Monster KD နဲ့ Hunter Double KD ကိုသိမ်းပိုက်ခဲ့တဲ့ Canada ကနောက်ဆုံးဆိုလို့ last instantly ပြန်ပွဲလာတယ်ပဲဒီကောင်ကပြီးတော့တန်းတောင်းနေပြပြင်းနေ